အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်ချက်ရတာအရန်လွယ်ကူပြီးစားလို့အရန်ကောင်းတဲ့ထိုင်းစတိုင်းငါးစမ်းကြော်လေးကိုလာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ဒီနေ့လေးရဆိုရင်လောက်ရတာလည်းအရန်နမကိုလွယ်ကူပါတယ်ရှင်ပါဝေးတဲ့ပစ္စည်းလေးတွေကလည်းအရန်လည်းမများပါဘူးရှင်လိုက်ပြီးတော့ကြည့်ကြရအောင်ကဲဒါဆိုရှင်ပါဝေးတဲ့ပစ္စည်းလေးတွေကကြတော့အငါးပါဝေးတဲ့ငရုတ်တီးနဲ့ငရုတ်တီးအချောင်းနဲ့ကျွတ်တော်ဖြူထောက်ထားတာပါဝင်ပါတယ်ပြီးရင်ပိန်ဆွေးရဲ့ပါဝင်ပါတယ်ရှင်ငါကြတော့ကက်ကတဲ့ငါကိုတုံးထားပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ငါအနှစ်ကြီးလုပ်ဖို့အတွက်ရတာပြေးပါမယ်ရှင်တကြားထည့်တယ်ချုံမိုးကျဲချုံမိုးထည့်ပေးပါပိန်းကပြကြီးထည့်တယ်ခယူးစီထည့်ပါတယ်ရှင်အရတာကကိုကြိုက်နေတဲ့အရတာကိုပြင်ဆင်လို့ရပါတယ်ရှင်ပြီးရင်အရင်နဲ့ငယ်ထည့်ပေးပါတယ်ရှင်ကဲသူ့ကိုလှုပ်ပြီးပြီဆိုရင်ငါသွားကြော်ပါမယ်ရှင်ငါကြော်တဲ့ချိန်မှာလည်းအငါးကိုလောကမကက်အောင်ငါကြော်မို့လေးထပ်ပေးပါမယ်ရှင်ကြော်မို့လေးရဆိုလို့ရှိရင်ဗာမျိုးစားကိုပဲသုံးယူလို့ရပါတယ်ရှင်နော်ကဲဒီနေထားလေးဆိုရင်ငါကြော်ပါမယ်ရှင်ဒီလိုမျိုးဆိုရင်ငါကလောဘကိုမကက်ဘူးနော်ကဲရပါပြီရှင်ဒီလိုနေထားလေးဆိုရင်ရပါပြီစီဆက်ထားပေးပါမယ်ရှင်ကဲတသွေးရှိရစားပြီးတော့ကြော်ကြရအောင်ရှင်ပူတဲ့စီတဲ့ကိုငရုတ်တီ6နဲ့ကျွတ်တဖြူထောင်းထားတာလေးကိုမှုေးသွားအောင်ကြော်ပေးပါမယ်ရှင်ကဲမွေးလိုက်ပြီဆိုရင်ရေထည့်ပေးပါမယ်ရှင်ခုနပြင်ထားတဲ့အရာသားလေးကိုထည့်ပေးပါမယ်ရှင်ကဲသူ့ကိုရေလေးထက်လာတဲ့အထိမှုေးပေးပါမယ်ရှင်နော်ရေလေးပြစ်လေးဖြစ်လာတဲ့အထိပေါ့နော်တကယ်ကြီးတို့ကဲဒီလိုနေထိုင်မျိုးဆိုရင်ရပါပြီရှင်နော်ငါ့ကိုထည့်ချလိုက်ပါအရန်လဲလွယ်ကူတယ်နော်တကယ်ကြီးတို့လိုက်လို့ဆက်ကြည့်လို့ပြောချင်ပါတယ်ရှင်ကဲဒီလိုနေထိုင်လေးဆိုရင်ရပါပြီရှင်အရသာကတော့ကိုမြည်ကြည့်ပါရှင်နော်ဟိုအရန်လဲလှနေရောပဲနော်အယောက်လေးလဲလှနေရောရှင်တကယ်ကြီးတို့ရေလိုက်လို့ဆက်ကြည့်ပါအငါးကကြတော့ကိုကြိုက်နေတဲ့အငါးကိုသုံးပြလို့ရပါတယ်ရှင်နော်ကြောက်ငါးတွေလည်းရတယ်ရှင်လဲလို့စားကြည့်လို့ပြောချင်ပါတယ်လောက်ရတာလည်းအရန်လွယ်ကူတယ်စားလို့လည်းအရန်ကောင်းတယ်ရှင်ဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်ပါ